American ကပတိန်တစ်တူကသူ့ရဲ့ရင်ငုပ်တင်မောဟာတကယ်တော့ဒုတိယကမ္ဘာစစ်ခေတ်ကဟောင်းနှံတင်မောတစ်စင်းဖြစ်နေတယ်ဆိုတာကိုသိလိုက်တဲ့အချိန်မှာအလွန်အမင်းအံ့အားသင့်ပြီးကြောက်လန့်သွားခဲ့သည်တင်မောတစ်စင်းလုံးမှာတန်ကြီးတွေဖြစ်နေပြီးအသက်60ကျော်လူကြီးတစ်ယောက်လိုပဲအိုမင်းနွမ်းနေတယ်လို့တွေ့ရသည်ရေထဲမှာမျောနေသေးတာဒါမဟုတ်ရင်အတုံးမဝင်တဲ့တန်စုပုံတစ်ခုလိုပဲဖြစ်နေသည်ကပတိန်ကမျက်ရည်ကျလောက်အောင်စိတ်ပြတ်သွားခဲ့သည်သူ့ကိုဂတိပေးထားတဲ့နျူကလ িয়ার စွမ်းအင်သုံးရင်ငုပ်တင်မောအစားသူ့ရှိမှရှိနေတာကပျက်စီးနေတဲ့တင်မောတစ်စင်းသာဖြစ်နေသည်ဒါပေမဲ့သူမမျှော်လင့်ထားခဲ့တာကပိုပြီးအံ့ဩစရာကောင်းတဲ့အဖွဲ့ဝင်တွေဖြစ်သည်မစ်ရှင်မလုပ်ရသေးတာ3လတောင်ရှိနေပြီညလုံးပေါက်လောင်းကစားပြီးဖက်နှက်ပါဆုံးရှုံးသွားတဲ့ရေတက်သားတစ်ယောက်တင်မောဟုံးလိုအရန်ကျဲလောင်တဲ့အတန်ရှိတဲ့ပထမအရာရှိတစ်ယောက်လှပတော်လဲတင်းမာပြီးခက်ထန်တဲ့အင်ဂျင်နီယာမင်းကလေးတစ်ယောက်အဲ့ဒီအချိန်မှာပဲကပတိန်ကတိလာခဲ့သည်သူ့အဖွဲ့ဝင်တွေဟာပြဿနာများတော့လဲထူးခြားတဲ့စွမ်းရည်တွေရှိတဲ့လူတွေဖြစ်ကြသည်တယောက်သာမတူပါဆိုနာအော်ပရေတာဖြစ်သည်သူ့မှာရေတက်ထဲမှာအကြအာရုံကောင်းဆုံးရှိတယ်လို့ဆိုကြသည်ကပတိန်ကပထမအရာရှိကိုသူ့နောက်ခံအကြောင်းကိုတိတ်တဆိတ်မေးလိုက်သည်အရာရှိကပြန်ရှင်းပြသည်သူ့အကြအာရုံထူးခြားလို့အထက်အရာရှိတွေရဲ့လှုပ်ဝက်ချက်တွေကိုမကြာခဏကြားနေရသည်ဒါကြောင့်အခြားကပတိန်တွေကသူ့ကိုပြဿနာရှာသူလို့မြင်ကြသည်ခွင့်ပြုပါစားကျွန်တော်အရာအလုံးကိုမကြားနိုင်ပါဘူးဒါပေမဲ့ကျွန်တော်ယုံကြည်ရသူပါခုဆိုနာအော်ပရေတာကပြောသည်နောက်ဆုံးရောက်လာသူကတော့မိမကပတိန်တယောက်ဖြစ်သည်ဒီအချိန်မှာအဓိကအဖွဲ့ဝင်တွေပြည့်စုံသွားခဲ့သည်အဖွဲ့ဝင်အားလုံးကတင်မောကိုတန်ရှင်းရေးလုပ်ပြီးတန်ချေးတွေဖယ်ရှားကြသည်စေးဖြန်းခြင်းဝယ်တင်းလုပ်ခြင်းအင်ဂျင်ကိုစီးထည့်ခြင်းတို့ကိုလှုပ်ဆောင်ကြသည်၃ရက်လုံးမနားမနေစူးစမ်းပြီးနောက်ဒုတိယကမ္ဘာစစ်ခေတ်တင်မောဟောင်းကိုအသစ်တစ်စင်းလိုပြောင်းလဲနိုင်ခဲ့သည်အမည်ကိုလည်း Stingray ဟုခေါ်ပေါ်လိုက်သည်ကပတိန်ကထွက်ခွာဖို့မစောင့်နိုင်တော့ပဲစစ်ပွဲတွင်ကိုတက်တည်ပြရန်ဆုံးဖြတ်ခဲ့သည်ဒါပေမဲ့စိတ်ကန်းကထွက်သွားတာနဲ့ပဲပြဿနာတွေဖြစ်ပေါ်လာသည်မိမတွေရေငုပ်တင်မောပေါ်မှာမရှိသင့်ဘူးမဟုတ်ရင်ကံမကောင်းမှုတွေဖြစ်စေမယ်ဆိုတဲ့သတင်းတွေပြန့်နှံ့နေသည်ဒါပေမဲ့ရေတက်ကစမ်းသပ်မှုတစ်ခုအနေနဲ့မိမကပတိန်ကို Navigator အဖြစ်ခန့်အပ်ခဲ့သည်ကပတိန်က DC Trio ဟာအလွန်ရှားပါးတဲ့အခွင့်အရေးဆိုတာသိသည်တင်မောကိုရောက်တာနဲ့သူကအာနာကိုသူမစီကိုချက်ချင်းလွှဲပြောင်းပေးလိုက်သည်သူမကအမိတ်ပေးချိန်မှာပဲအနေရများတဲ့လှုပ်ရှားမှုတွေစတင်လှုပ်ဆောင်ခဲ့သည်ပထမဆုံးရေ60ပေအောက်သို့ဆင်းရန်အမိတ်ပေးသည်အဖွဲ့ဝင်တွေကမကန့်ကွက်ပဲလှိုင်းချောင်းကိုဆွဲချလိုက်ပြီးတင်မောကိုတဖြည်းဖြည်းဆင်းစေသည်ဒါပေမဲ့30ပေရောက်တဲ့အချိန်မှာတင်မောဟာတစ်ဖက်ကိုရုတ်တရက်လိမ့်သွားသည်အဖွဲ့ဝင်တွေကနေရန်တွေကိုထိခိုက်သွားပြီးအချို့ကရေခဲတုံးကိုတိုက်မိပြီလို့ထင်ကြသည်ဒါပေမဲ့ကပတိန်ကတည်ငြိမ်စွာဘတ်တွေဖွင့်ရန်အမိတ်ပေးသည်ဘတ်တွေဖွင့်လိုက်ချိန်မှာတင်မောပြန်လဲတည်ငြိမ်သွားသည်အသေးစားပြဿနာတစ်ခုရှိခဲ့ပေမဲ့60ပေစမ်းသပ်မှုကိုအောင်မြင်စွာပြီးမြောက်ခဲ့သည်ထို့နောက်900ပေထိဆင်းရန်အမိတ်ပေးလိုက်သည်ဒါကအဖွဲ့ဝင်တွေကိုထိတ်လန့်စေခဲ့သည်ဒါပေမဲ့ကပတိန်ကကော်ဖီတောက်နေပြီးတည်ငြိမ်နေသဖြင့်သူတို့လည်းဆက်လက်ဆင်းခဲ့ကြသည်တင်မောအတွင်းမှာကျိုးတွေတက်ဆင်ပြီးလိမ့်သွားလျင်ချက်ချင်းပြေးနိုင်ရန်ပြင်ဆင်ထားကြသည်ရေတရပေအောက်မှာဘယ်သူပြေးနိုင်မလဲဆိုတာလူတိုင်းအောင်းနေကြသည်တင်မောကဆက်လက်ဆင်းနေပြီး280ပေကျော်သွားခဲ့သည်အဖွဲ့ဝင်တွေရဲ့မျက်နှာတွေတုန်ခါလာသည်350ပေကျော်သွားတဲ့အချိန်မှာကျိုးတွေတုန်ခါပြင်းထန်လာသည်400ပေကျော်သွားချိန်မှာကပတိန်ကိုယ်တိုင်မှာအနေရကိုခံစားလာသည်ဒါပေမဲ့သူကပြုံးပြီးဆက်လက်ဆင်းရန်အမိတ်ပေးသည်900ပေနီးလာချိန်မှာတင်မောတွေကထူးဆန်းတဲ့အတန်တွေထွက်လာသည်ဖိအားကြောင့်တင်မောခန္ဓာကပုံပြက်လာပြီးပိုက်တွေလိမ့်ကရေယိုစိမ့်လာသည်ဘီတွေတစ်ခုချင်းထွက်ကြလာပြီးအလင်းချက်ပြမီးတွေပါပောက်ကွဲသွားသည်အနေရများနေတော့လေနောက်ဆုံးမှာ900ပေရောက်ရှိနိုင်ခဲ့သည်ကပတိန်ကနောက်ဆုံးပြန်ပေါ်ရန်အမိတ်ပေးလိုက်သည်ဒါပေမဲ့မပေါ်မီအမိတ်အသစ်တစ်ခုရရှိခဲ့သည်စစ်မိုးကဒေတာသို့သွားပြီး destroyer တစ်စင်းကိုဖျက်ဆီးရန်သူကချက်ချင်းပဲပြန်ပေါ်ရန်အမိတ်ကိုပယ်ဖျက်ပြီးရေအောက်ကနေဆက်လက်သွားခဲ့သည်ရန်သူမှာ destroyer တင်မကနျူကလ িয়ার ရေငုပ်တင်မောတွေလည်းရှိနေပြီးမိဖက်အကူအညီမရှိကြောင်းသိလိုက်ချိန်မှာအဖွဲ့ဝင်တွေထိတ်လန့်သွားကြသည်သူတို့ကဒီမစ်ရှင်ကိုတေချောင်းလုပ်ရက်တစ်ခုလိုမြင်ကြသည်ဒါပေမဲ့ကပတိန်ကတော့တည်ငြိမ်နေဆဲဖြစ်ပြီးဆိုနာအော်ပရေတာကိုတတိထားရန်ပြောကြားသည်ဟောင်းနှံတင်မောနဲ့နျူကလ িয়ার တင်မောကိုတိုက်ခိုက်ခြင်းဟာတေချာတဲ့တေချင်းတရားတစ်ခုလိုပင်ဖြစ်သည်သူကမထူးခြားမှုများရှိမရှိမေးမြန်းသည်အရာရှိကငါးဖက်လေများသာတွေ့ကြောင်းပြောသည်အတန်ဘာတွေကြားလဲဟုမေးလိုက်သည်စပုံမှုကအစားအစာခိုးစားနေတဲ့အတန်ဘာဟုဖြေသည်ရုတ်တရက်ဆိုနာအော်ပရေတာရဲ့မျက်နှာမှာကြောက်ရွံ့မှုထင်ရှားလာသည်3နာရီဥတီယာမှာနျူကလ িয়ার ရေငုပ်တင်မောတစ်စင်းကိုတွေ့ရှိခဲ့သည်ကပတိန်ကအသက်ရှူတစ်ခါလေးလေးနက်နက်ဆွဲယူလိုက်သည်နောက်ဆုံးတိုက်ပွဲရောက်လာပြီဖြစ်သည်ထွက်ပြေးမိအစားသူကပေါ်လာရန်အမိတ်ပေးလိုက်သည်